စုပ်ကိုဆရာဝန်ကိုပြတယ်သူကပြောတယ်ခမရက်ရမယ်ဒီလိုဆက်သွားနေရင်အနေနဲ့မြန်ပဲတဲ့ချိန်ငါကြာရှုံးအချိန်ငါပြန်ချဒီလိုဘွားရဲ